စာတင်တိုင်းကကြီးခခွေနဲ့ပဲရက်သွားတယ်ဟုတ်တင်တန်းနေအများကြီးတက်နေပြီကကြီးခခွေနဲ့ပဲရက်နေရဆိုတာကကြီးခခွေမကျေလို့ပါကအမှာကအဓိကရေးကြီးဆုံးကကြီးခခွေအဲ့တော့ကကြီးခခွေကြည်ဖို့လောက်တော့တင်တန်းသွားမတက်သေးနဲ့အောင်အလကားတင်ပေးမယ်ဒီနေ့ပဲပြီးစလေ့လာရအောင်အပိုင်း1စတင်မယ်ရှစ်ပိုင်းနေဆက်လေ့လာဖို့အတွက်ဒီ page လေးကို follow နဲ့ like and share လေးလုပ်ထားပေးပါကျောင်းတက်ပြီးကောင်းကောင်းဒီမှာအရင်ဆုံးကျတော့B44လုံးလေးလာမယ်ပေါ့နော် B44လုံးလေးရတဲ့အခါမှာ44လုံးလုံးကိုမကြက်သေးဘူးကျတော့တခါတည်းအတန်အုပ်စုကိုခွဲကြက်မယ်အဲ့ဒီအတန်အုပ်စုကို JB ဆိုတာနဲ့နောက်ဆက်တွဲ easy ဖြစ်သွားလိမ့်မယ်အဲ့တော့ B44လုံးမှာဆိုလို့ရှိရင်သူက44လုံးလုံးကမတူဘူးအဲ့တော့အတန်အုပ်စုဘယ်နှစုရှိလဲဆိုရင်အလယ်တန်6လုံးအမြင့်တန်17လုံးအနိမ့်တန်24လုံးဆိုပြီးတော့ရှိရပါနော်အဲ့တော့44လုံးလုံးကအတန်အုပ်စုတူမနေဘူးဘာလို့အတန်အုပ်စုကိုခွဲထားတာလဲဆိုလို့ရှိရင်တို့ကထိုင်းစကားပြောတဲ့ခါကျရင်လေယူလေသိန်းလေးကနှိမ့်တန်မြင့်တန်ရှိရအဲ့တော့အလယ်တန်ဆိုအလယ်လောက်ပဲဆွဲရမယ်အမြင့်တန်ဆိုအမြင့်လောက်ပဲဆွဲရမယ်အနိမ့်တန်ဆိုအနိမ့်လောက်ပဲဆွဲရမယ်သူ့ထက်ပိုဆွဲလို့မရဘူးလို့ဆွဲလို့မရဒီနေ့စတင်မဲ့အပိုင်းတင်မှာရောအလယ်တန်6လုံးကိုပဲအရင်လိုက်ကြကြမယ်အဲ့တော့အလယ်တန်6လုံးကိုဘယ်လိုမှတ်ရမလဲကြည့်ရအောင်พยัญชนะอสงกลางอสงกลางအလဲတန်ဘီလို့ခေါ်တယ်နော်အလဲတန်ဘီဘယ်နှလုံးရှိလဲဆို6လုံးရှိတယ်အလဲတန်ဘီတွေကဘလို့ပဲအတန်ထွက်ရလဲဆိုတော့သူ့ရဲ့နာမည်မှာကအလဲတန်ပဲအလဲနဲ့ပဲထွက်ပြရအလဲဆိုတဲ့အတန်ကဘာလဲဆိုတော့အရင်လည်းမရှိဘူးအရင်လည်းမတော်ဘူးအဲ့လိုမျိုးအတန်ပါနော်အဲ့တော့သူ့မှာဘီမှာရပါကြားဘူးနေကြကောကိုင်ခေါခိုင်ခေါခွဲအဲ့မျိုးနောက်ကကိုင်တို့ခိုင်တို့ခွတ်တော့သူတို့နဲ့တွဲချက်တဲ့စလုံးလေးတွေပဲသူတို့ဒီအဓိကအရေးကြီးတာမဟုတ်ဘူးအဓိကစလုံးပေါင်းတက်ဖို့ဆိုရင်ဘာအရေးကြီးရလဲဆိုတော့သူတို့ရဲ့နာမည်နဲ့ဒီကောင်ကကြီးလားဒီကောင်ကဓာတွေလားဒီကောင်ကပါဆောက်လားဒီကောင်ကပါကုံလားကိုထွက်ခံနေဓာလားဘာလားခွဲတီတော့မှဒီစလုံးဘယ်လိုထွက်ရမလဲသိမှာအဲ့တော့အဲ့ဒါကိုမှတ်မိဖို့အရေးကြီးတယ်အဲ့တော့နောက်မှကင်တို့ကောကင်ခေါခိုင်တို့လို့တွဲတက်မယ်လောလောဆယ် B ရဲ့နာမည်ပဲတက်မယ် ABCD လို့ပဲသူ့ရဲ့နာမည်ရှိရနော်အလဲတန်ပြီးပြီးတဲ့အတွက်အလဲကနေပဲဆိုမယ်အတန်လိုက်ဆိုရအောင်ဒီကောင်လေးရဲ့နာမည်ကကောကြောဒေါဒါလေဒေဒါလေsorry ဒါကဒေါ်ဒါကတော်นะคะขอโทษค่ะဒါလေးပြင်မယ်နော်ขอแก้ไขนะคะดอตอบปอนะคะเจอโซเมนเอานะคะกจดตดตบอโอเคအဲ့တော့ဒီမှာကောဆိုရင်ဟဲ့လားကကြီးလို့မှတ်လိုက်ကောဆိုရင်ကကောဆိုရင်ကကြောဆိုရင်ကြကြောဆိုရင်ကြဒေါ်ဆိုရင်ဒဒေါ်ဆိုရင်ဒတောဆိုရင်ပတောဆိုရင်ပအဲ့တော့ဒေါ်ဆိုတော့ဒတောဆိုတော့ပဘောဆိုတော့ဘပေါဆိုတော့ပအောဆိုတော့အโอเคအဲ့တော့ကခဒါတာမှတ်မိပြီဆိုရင်ရှင်တို့ကဆိုရင်ရေးချထည့်ကာပေါ့နော်အဲ့တော့ရေးချပဲထည့်တဲ့နှချောင်းငင်ပဲထည့်တဲ့ရေးချထည့်ရင်ကာနှချောင်းငင်ထည့်ရင်ကူအဲ့တော့ဒီစလုံးကိုရှင်တို့ကလို့မှတ်မိပြီဆိုရင်အဲ့ဒါပထမတစ်ဆင့်အောင်ပြင်ပြီโอเคနော်သူရဲ့နာမည်ကတော့ကောပေါ့နာမည်ကိုမှတ်မိတာတော့ပိုကောင်းတာပေါ့နော်โอเคအဲ့တော့ပြန်ဆိုမယ်ကောကြောဒေါ်တောဒေါ်တောအောအဲ့တော့ဒီမှာဒေါသောနှလုံးဖြစ်နေဘာကွာတာလဲဆိုတော့အဲ့ဒီဘာကွာတာလဲသိဖို့အတွက်သူတို့ကအဲ့ဒါကြောင့်မလို့နာမည်လေးတွေကွာအောင်လို့သူတို့နဲ့သုံးတဲ့စလုံးလေးတွေကိုအနောက်မှာသူတို့ကတွဲပြီးတော့သင်ပေးတာကောဆိုရင်နောက်ကသူကကင်နဲ့တွဲချက်တယ်ကြောဆိုရင်နောက်ကကျန်းနဲ့တွဲချက်တယ်ဒေါဆိုရင်ချက်တာနဲ့တွဲချက်တယ်တောဆိုရင်ပတ်သက်နဲ့တွဲချက်တယ်ဒေါဆိုတဲ့တောဆိုတောင်းဘောဆိုဘိုင်မိုင်ပေါ်ဆိုပလာအောဆိုအန်နော်အဲ့တော့ဒီမှာခုနကဒတာတူတူပဲကိုဘာလို့ကွဲတာလဲဘာကွာတာလဲဆိုရင်เนาะဒါတဲ့ဓာတ်တွေပဲဒါလဲဓာတ်တွေပဲဒါပေမဲ့ဒီဓာတ်တွေဒီဗမာသုံးတဲ့ဓာတ်တွေလဲဘာကိုစလုံးပေါင်းရင်သုံးတဲ့ဓာတ်တွေလဲဆိုတော့ချက်ဒါဆိုရဲဒီဓာတ်မှာသုံးတဲ့ဓာတ်တွေဒီဓာတ်တွေကကြတော့ဒေါ်
date ဆိုတဲ့ဓာတ်တွေမှာသုံးတဲ့ date အဲ့တော့ဒီဒေါ်ဒိတ်ကိုဒီဓာတ်တွေနဲ့လာပေါင်းလို့မရတယ်လို့ဒီချက်တာကိုလည်းဒီဓာတ်တွေနဲ့လာပေါင်းလို့မရအောင်အဲ့ဒါသူတို့ရဲ့အားသာချက်အားနည်းချက်အဲ့ဒါကိုဆရာတို့ကစလုံးပေါင်းကြည့်ရင်လည်းစလုံးပေါင်းကြက်ခဲ့ရတခါတည်းမှတ်ပြီးကြည့်ရမှာ။ဘာနဲ့တူလဲဆိုရင်ထစင်တူနဲ့ထဝန်ပဲလိုမျိုးပြီးရင်ထစင်ဓာတ်တွေနဲ့ဓာတ်အုပ်ချိုက်လိုမျိုးပေါ့နော်ဓာတ်တူတူပဲဒါပေမဲ့သုံးတဲ့နေရာမတူဘူးပေါ့နော်။အဲ့တော့သူတို့နောက်ကစလုံးလေးဘာလို့တွဲကြရလဲဆိုရင်ကောဆိုရင်ကောဆိုရင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဒီကင်ဆိုတဲ့ကြက်ကိုစလုံးပေါင်းရင်သုံးတယ်။အဲဒါမို့လို့ကောကင်ဆိုတာကကြက်နောက်ခုကြောဆိုတာကကြဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကဗမာသုံးလဲဆိုရင်ကြန်ဆိုတဲ့စလုံးပေါင်းရင်သုံးတယ်ဒီကြလေးနေရာမှာသုံးထားတာပေါ့နော်နောက်ကနတ်သက်တွေပါတွေကတော့ထပ်ထည့်ရမယ်ဒါပေမဲ့ကျတို့အခုလေ့လာနေတဲ့စလုံးကဒီကြဆိုတဲ့နေရာလေးမှာပဲရှိတယ်ကြန်နောက်ဒီဒေါ်ဆိုရင်ဒါဆိုရင်ဗမာသုံးလဲချက်တာတောဆိုရင်တဆိုရင်ဗမာသုံးလဲပတ်တဒီနောက်ကတဆိုတဲ့နေရာမှာသုံးတယ်ဒေါ်ဆိုရင်ဒီဒေါ်ကကြတော့ဗမာသုံးလဲဆိုတော့ dick ဆိုတဲ့ခလေးမှာသုံးတယ်တောဆိုရင်ဆိုတော့ဒီတောကကြတော့တာဝဆိုတဲ့လိပ်မှာသုံးတယ်ဘောဘာကုံဆိုတော့သူကဘိုင်မိုင်ဆိုတဲ့ဘိုင်ဆိုတဲ့နေရာလေးမှာသုံးတယ်ပေါ်ပလာဆိုတော့ပဆိုတဲ့နေရာလေးမှာသုံးတယ်အောဆိုတော့ဆိုတော့အန်ဆိုတဲ့ကန်စလုံးနေရာမှာသုံးတယ်အဲ့တော့အဓိကတော့ဒီအပိုင်းမှာဘာမှတ်မိရမလဲကောဆိုကကြောဆိုကြဒေါ်ဆိုတာနော်အဲ့တော့ဘာလို့အလဲတန်လို့ခေါ်ရလဲဆိုရင်သူနဲ့တွဲကြက်လိုက်တဲ့စလုံးလေးအားလုံးဒီကိုင်ကြန်နော်ကိုင်ကြန်အဲ့လောက်ကြီးကုန်းអော်ပြီးဆွဲနေကြမလို့သူဒီအလဲတန်ပြီးပြီးတော့ကြောင့်မလို့ကိုင်ကြန်အဲ့ထက်ပိုပြီးဆွဲလို့မရကိုင်ကြန်အဲ့လိုလည်းဆွဲလို့မရအလဲပြီးအတန်ဆွဲပုံဆွဲနည်းဒီกายจานฉัดดาဆိုมาไว้ปะตะเด็กเต่าใบไม้ปลาอังအဲ့ဒါဒီအလေတန်โอเคအဲ့တော့ဒီတစ်ပတ်တော့ကျွန်တော်တို့ဒီကိုးလုံးကိုအလွတ်ရအောင်ကြက်ကြမယ်အလွတ်ရပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကိုဆက်တက်မယ်โอเคပြဆိုရအောင်กอไก่จอจันดอชดาตอปัตตะดอเด็กตอเต่าบอใบไม้ปอปลาออ่างโอเคနောက်ဆုံးကျတော့ရေးတာလေးပြမယ်နော်ရေးတာလေးကကျတော့ကောကိုင်ဆိုလို့ရှိရင်ကောไก่เอากันนี่ซะဆွဲမယ်กอไก่นะคะกอไก่တစ်ချက်နှစ်ချက်သုံးချက်လေးချက်နော်နောက်ကြောချမ်းကသူကဝါလုံးလေးကနေစဆွဲမယ်ပြီးရင်ဆောင်းလေးပြီးရင်အပေါ်ကိုချွန်လေးတက်ပြီးတော့အုပ်မယ်1 2 3 4 1 2 3 4လေးရေးတော့တိခံပါတော့ဒါကျမထပ်လှအောင်ရေးจอจานပြီးရင်ဒေါ်ချတာကလည်းဝါလုံးလေးရပဲစားဆွဲမယ်1 2ခုနကောကင်လေးလိုမျိုးရှည်လေးချမယ်ပြီးရင်တွန်းမယ်ဒေါ်ချတာ1 2 3 4นะคะသူကတွန်းမယ်နော်ဒါမျိုးလေးနော်နောက်တစ်ခုတောပတတ်ကကြတော့သူကလည်းခုနတော့ချက်တာလိုပဲ1 2 3 4 5 6 7သူကနှစ်တွန်းအောက်မှာသူကဒါမျိုးမှာဒီလိုနော်တော့ချက်တာကကြတော့ဒီလိုတတွန်းမယ်ပြီးရင်ဒေါ်ဒိတ်ကတော့အဓိကသတိထားရမှာကသူကဒေါ်ဒိတ်ကဒီစလုံးအလုံးလေးရာသူဒီအောက်ကနေအချောင်းလေးထွက်ပြီးတော့ဒီလိုပြန်ခုံးပါမယ်ဒီလိုဆိုရင်ဒေါ်ဒိတ်မဟုတ်ပါဘူးเนาะမှားမယ်เนาะဒီလိုဆိုသူကအနိမ့်တန်ဘီးတဲ့စလုံးနဲ့တူပါမယ်ဒေါ်ဒိတ်ဒီဝါလုံးအောက်ကထွက်ပြီးတော့ခုံး
တောတောက်လည်းအဲ့လိုပဲဝါလုံးအောက်ကထွက်ပြီးတော့ခုံအခုံးမရင်မှားပါမယ်ဒီလေကအလုံးလေးမှတ်ထားပါဒီလေကအလုံးလေးကဒီလိုဆိုရင်ဓာတ်တွေနဲ့တနော်ဒေါ်ဒေတောတောက်แล้วบอใบไม้ကလည်းဝါလုံးလေးအစားဆွဲမယ်1 2 3 4กดติ1 2 3 4 1 2 3 4นะคะနောက်ပေါ်ပလာကြတော့သူရဲ့ဒီဘက်ဘေးကနေခြုံလေးထွက်နေမယ်ပေါ်ပလာပေါ်ပလာဒီနောက်ဆုံး on လေးကတော့ဒီအလုံးလေးကနေစဆွဲမယ် e ကိုမှအပေါ်ကိုပဲစီလေးလို့တက်မယ် on အလုံးကအထဲထဲမှာနော်ဒီလိုမျိုးကြီးအပြင်ကြီးထွက်ပြီးတော့မဆွဲပါနဲ့ကြောကျန်းနဲ့တူပါမယ်အာโอเคအဲ့တော့ဒါကရေးနည်းလေးပေါ့နော်အဲ့တော့ဒီနေ့ကိုယ်လုံးရေးပြီးတော့လေ့ကျင့်ပါနောက်တစ်ပိုင်းမှာအမြင့်တန်17လုံးနဲ့တူပြန်လာခဲ့ပါမယ်ဗီဒီယိုလေးကို share ထားပေးပါအောင်ရှင်